တခါတော့ကကြီးမားတဲ့တစ်တော်ကြီးရဲ့မှာပြားအောင်တစ်ခုရှိပါတယ်ဒီပြားအောင်မှာပြားပရင်မကြီးဥဆောင်ပြီးပြားလုတ်သားများစွာလောက်ကင်ကြပါတယ်ပြားပရင်မကြီးဟာဉာဏ်ပညာကြီးမားပြီးစီကံတီတကြရှိသူဖြစ်ပါတယ်သူမရဲ့အုပ်စိုးမှုအောက်မှာပြားအောင်တွေဟာပြောပြီးပြားလုတ်သားတွေဟာပြားရည်ကိုများစွာဆူဆောင်းနိုင်ခဲ့ကြပါတယ်ဒီနေ့မှာတော့ပြားပရင်မကြီးဟာသူမရဲ့ပြားလုတ်သားတွေကိုခေါ်ပြီးပြားရည်ဆူဆောင်းဖို့အလှည့်ကျလောက်ကင်ကြဖို့ညွှန်ကြားပါတယ်ပြားလုတ်သားတွေဟာတစ်ပင်တွေပေါ်ကပန်းတွေမှာပြားရည်ကိုဆူဆောင်းကြပါတယ်ဒါပေမဲ့ပြားလုတ်သားတစ်ကောင်ကပြားပရင်မကြီးကိုမိကွန်းတစ်ခုမေးလိုက်ပါတယ်ဖယင်မကြီးကျွန်တော်တို့ဟာဘာကြောင့်ဒီလောက်စူးစမ်းပြီးပြားရည်တွေဆူဆောင်းနေရတာလဲကျွန်တော်တို့ဆူဆောင်းထားတဲ့ပြားရည်တွေကိုဘသူတွေစားသုံးကြမှာလဲပြားပရင်မကြီးဟာဒီပြားလုတ်သားရဲ့မိကွန်းကိုကြားတဲ့အခါအေးအေးဆေးဆေးပြန်ဖြေလိုက်ပါတယ်ငါတို့ဟာပြားရည်ကိုဆူဆောင်းရတာဟာငါတို့ရဲ့အနာဂတ်အတွက်ဖြစ်ပါတယ်ငါတို့ရဲ့အုပ်စုအတွက်ဖြစ်ပါတယ်ပြားရည်ဟာငါတို့ရဲ့အဓိကအစားအစာဖြစ်ပြီးစောင်းရသည်မှာငါတို့ကိုရှင်သန်စေမယ့်အရာဖြစ်တယ်ဒါအပြင်ငါတို့ရဲ့ပြားရည်ဟာတခြားသတ္တဝါတွေအတွက်လည်းအကျိုးရှိပါတယ်လို့ပြောလိုက်ပါတယ်သူတို့ဟာငါတို့ရဲ့ပြားရည်ကိုစားသုံးပြီးကျန်းမာကြပါတယ်ပြားလုတ်သားဟာပြားပရင်မကြီးရဲ့စကားကိုနားလည်သွားပြီးသူ့ရဲ့တာဝန်ကိုပုံမစူးစမ်းလုပ်ကင်ဖို့ဆုံးဖြတ်လိုက်ပါတယ်ပြားပရင်မကြီးရဲ့ဉာဏ်ပညာနဲ့စီကံတကျအုပ်စိုးမှုကြောင့်ပြားအောင်ဟာပုံမသားရတဲ့စကားပြောလာပြီးပြားလုတ်သားတွေဟာသူတို့ရဲ့တာဝန်ကိုခြေပုံစွာလုပ်ကင်ကြပါတယ်အဆုံးမှာတော့ပြားအောင်ဟာတစ်တော်ထဲမှာအချမ်းသာဆုံးနဲ့အောင်မြင်ဆုံးပြားအောင်ဖြစ်လာပြီးပြားပရင်မကြီးရဲ့စီကံတကျအုပ်စိုးမှုကိုကျေးဇူးတင်ကြပါတယ်